အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ပြည်သူစေုံကြီးကိုတွားပြီးတော့မုံတီတုံးလိုက်လို့မှာပဲဖြစ်ပါတယ်မုံတီတုံးကြီးကိုတော့အရင်ဗီဒီယိုတွေမှာလုပ်ပြထားပြီးတာဖြစ်ပါတယ်အခုလိုတန်ဦးကြီးနဲ့နှလုံးရပါတယ်15ပိတ်တာလုပ်ပါတယ်အလူလုံနေရင်ပြောတဲ့သူမို့လို့ပုံမှန်တစ်ပတ်တစ်ချိန်ဒီလိုအလူလေးတွေလုပ်ဖြစ်ပါတယ်ခါတိုင်းကတော့လမ်းဘေးမှာလိုက်ပြီးတော့မုံဟင်ကတော့ထမင်းဘူးတို့အခုလိုမုံတီတုတ်တို့လိုက်ပြီးတော့လူရက်နှဖြစ်ပါတယ်ဒီတစ်ခေါက်တော့ဆေးရုံကြီးကိုတွားပြီးတော့စိတ်ကူးရလို့တွားလူမှာဖြစ်ပါတယ်ပြီးရနဲ့အခုလိုအိတ်ထုတ်လေးတွေနဲ့တထုပ်ချင်းစီထုတ်ထားလိုက်ပါတယ်အားလုံးစင်နေဖြစ်ပြီးဆိုတော့ဆေးရုံကြီးကိုတွားပြီးတော့လူတော့မှာပဲဖြစ်ပါတယ်လူရက်တဲ့ဗီဒီယိုလေးတွေကိုတော့ဗီဒီယိုရမှအားနာလို့မရိုက်ချစ်ခဲ့ပါဘူးဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပြကြတဲ့ကျေးဇူးတင်ပါတယ်